ဒီအသက်အရွယ်ရှိပြီကချင်နေဖုန်ကြီးတွေလောက်တာအခုမှတွေ့ဘူးတဲ့ TikTok မှာလေးပေါ်လာတာတွေ့ပြီလားကချင်ဝတ်စုံနေနဲ့လေရှင်ပြုတ်တယ်ဆိုလားပါဆိုလားဟဲ့ကျွန်မဒီအသက်အရွယ်ထိလေတခါမှကြားလည်းမကြားဘူးတွေ့လည်းမတွေ့ဘူးကချင်ဆိုရင်ပေါ့နော်ခရစ်ယာန်ပဲဆိုပြီးတော့အဲ့လိုမျိုးထင်ခဲ့တာပေါ့နော်မဟုတ်ဘူးဟဲ့ကချင်ဆိုရင်လည်းဗုဒ္ဓဘာသာတွေရောရှိနေတယ်တော့အဲ့ဘလို့မြင်ကြလဲပြောပါဦးကဲဒါလေးဆိုရင်ငချစ်ရောင်ကလေးအရန်ရောင်ကောင်းတော့နော်ရှာပါတော့တယောက်တစုံပဲပါတယ်နော်ရွှေရောင်နဲ့ကဲဒါလေးဆိုရင်ငချစ်ရောင်ကမှငွေရောင်နဲ့လူလိုက်ကြတဲ့ဟာတွေပြန်ရောက်ပြီနော်မြန်မေးပေးမနေ့ကမှတွေးလိုက်တာနော်ပြီးရင်လေဟိုဖုန်ကြီးလေးလောက်တယ်တော့ဖုန်ကြီးလေးလောက်တယ်ပြီးကချစ်စကားတွေပြောနေတာအဲ့တော့ပထမအဆုံးတွေ့ဖူးခြင်းပဲတော်ကြီးတော့ shock ဖြစ်တယ်ပေါ့နော်ဒီအသက်အရွယ်ဒီစိတ်ခက်မှာပေါ့နော်ကျွန်တော်တို့မိယိုဖလာပဲပြောဘာပဲပြောကချင်ဆိုရင်ခရစ်ယာန်ပေါ့နော်ခရစ်ယာန်မှာနစ်ချင်းလားအာစီလားအဲ့လိုကွဲတာပဲရှိတယ်လို့ထင်တာမဟုတ်ဘူးဟေးဗုဒ္ဓဘာသာတွေရောရှိတယ်တော့နည်းနည်းတော့အော်မိတာပေါ့လीနော်ဟဲ့ပြင်လေကချင်ဝတ်စုံကြီးတွေနဲ့ရှင်နေပြုတ်နေတာဒါကြည့်ဘယ်လိုပြောရမလဲကျွန်မလည်းတိတ်တော့မဝေဖန်တတ်ဘူးပေါ့နော်ဒါပေမဲ့ဒါအဲ့လိုမျိုးဖြစ်ရက်ကိုကွယ်ပထမအုပ်ဆုံးကြားသိရတာဆိုတော့အရန်တော့အံ့ဩတာပေါ့လေနော်လူတိုင်းကတော့ကိုယ့်ရဲ့ရွေးချယ်မှုပါပဲเนาะဒီကိုယ်ကွယ်တဲ့ဘာသာတွေကတော့ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်ပေါ့လေနော်ဒါပေမဲ့လေကျမတို့ကကချင်ဆိုရင်အဲ့လိုမျိုးပေါ့နော်ခရစ်ယာန်ယုံကြည်သူတွေလို့ပဲဖြစ်မယ်လို့ပဲထင်ထားတာလေနော်အဲ့လိုမျိုးတွေရောရှိသေးပါလားပေါ့မနေ့ကတော့ဆိုပြီးတော့နည်းနည်းတော့လန့်သွားတယ်ကွယ်ကဲဒီနေ့ပြသွားတဲ့အထည်လေးတွေကလေပယ်ရက်စရာမရှိတော့အခုဗီဒီယိုပြပြီးတာနဲ့ကုန်တော့မှာဆိုတော့ကြိုက်တာလေးကိုမြန် screenshot ကလေးရိုက်ပြီး CV မှာအမြန်လာမေးပေးတာလေးဆိုအနက်ပေါ်အနီယူကလေးနဲ့ကိုဆမ်းပြီးလှနေတာကဲအညိုကလေးဒါလေးတွေအရန်ရောင်းရတယ်အညိုမှာမကြည့်သေးလို့အကွက်ပေါ်တယ်နော်မြစ်ကြီးနားလက်ရက်စစ်ဝတ်ဖူးတဲ့သူကလေမြစ်ကြီးနားလက်ရက်ပဲဝတ်ချင်တာနော်